안녕하세요 여러분. 디시가로 뒤에 클래스고 당연히 대자비 점에 디체 장지회 피바이신 시가 등간사 넣고마 비네 따라리 장 뼈비도 하면서 디 레슨 3မှာ가져러 비네 따라리ကိုပေါင်းဆက်ပြီးတော့မှအတန်ဘလို့ထွက်လဲဆိုရဲသင်ခန်းစာကိုသင်ကြားပြီးတော့မှာပဲဖြစ်ပါတယ်။သူကစာရေးပုံရေးနည်းကကြတော့သူက type 3မျိုးရှိရယ်ပြီးနဲ့တရားတဲ့ကိုပေါင်းဆက်ပုံကသူကတရားတွေပုံမှာမူတည်ပြီးတော့မှတရားပုံမှာအခြေခံပြီးတော့မှရေးပုံရေးနည်း3မျိုး꿰ပါတယ်တရားကဒေါင်းလိုက်တရားဖြစ်မယ်ဆိုလို့ရှိရင်ဒေါင်းလိုက်တရားဖြစ်မယ်ဆိုလို့ရှိရင်သူကဒေါင်းလိုက်တရားရဲ့အရှိမသူကရေးတယ်ဒေါင်းလိုက်တရားတွေဆိုတာကကြတော့အာအော်လို့ပါမယ်ယာရောတွေပါမယ်ပြီးရဆိုလို့ရှိရင်အာယာအော်ယောအီဆိုပြီးတော့မှအဲ့လိုမျိုးတရားတွေကိုကြတော့ဒေါင်းလိုက်တရားလို့ခေါ်တယ်ပြီးတော့အိုဦးယူယိုအဲ့ရတရားတွေကိုကြတော့အလျားလိုက်တရားလို့ခေါ်တယ်အဲ့ပြီးတော့မှဒီနှစ်ခုကိုပေါင်းပြီးတော့မှရေးထားတဲ့ဒေါင်းလိုက်တရားနဲ့အလျားလိုက်တရားနှစ်ခုကိုပေါင်းပြီးတော့မှရေးထားတဲ့တရားကိုကြတော့ပေါင်းဆက်တရားလို့ခေါ်တယ်ထောင်လိုက်တရားတွေဆိုလို့ရှိရင်သူ့ရဲ့အရှိမဘီးကိုထည့်ပြီးတော့မှရေးတယ်အလျားလိုက်တရားတွေဆိုလို့ရှိရင်သူ့ရဲ့အပေါ်မှာဘီးကိုထည့်ပြီးရေးတယ်နဲ့ပေါင်းဆက်တရားတွေဆိုလို့ရှိရင်အလျားလိုက်တရားရဲ့အပေါ်ထောင်လိုက်တရားရဲ့အရှိမဘီးကိုထည့်ပြီးတော့မှရေးတယ်အတန်ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်သူကတရားကိုမှ3ပိုင်းထပ်ပြီးတဲ့အချိန်ညာခွဲထားတယ်အရယ်ရရယ်ဝရယ်ဆိုပြီးမှ3ပိုင်းခွဲထားတယ်အထဲမှာဆိုလို့ရှိရင်ဘာတွေပါလဲဆိုလို့ရှိရင်အာဆိုတဲ့အတန်ထွက်တဲ့ဟာတွေအာအောအိုဦးအီအေဒီရတရားတွေနဲ့ပေါင်းမယ်ဆိုလို့ရှိရင်ပြီးနဲ့ပေါင်းမယ်ဆိုလို့ရှိရင်သူကအကိုဖြုတ်ပေါင်းမဲ့ဘီးကိုထည့်ပြီးရှင်ညာပေါင်းရမယ်တဲ့ဆိုတော့ဥပမာအနေနဲ့ပြမယ်ဆိုလို့ရှိရင်သူကဒီမှာနာနဲ့အာနဲ့ပေါင်းမယ်အဲ့ဆိုရင်အကိုဖြုတ်ဆိုတော့အကိုဖြုတ်လိုက်ပြီဆိုလို့ရှိရင်သူကရေးချကြံတယ်အဲ့ရေးချနဲ့ဒီဘီးနဲ့တွားပြီးတော့မှပေါင်းရမယ်ဆိုလို့ရှိရင်ရောနာရေးချနာငယ်ရေးချနာအဲ့တော့နာအာဆိုရင်နာလို့တန်ထွက်တယ်အဲ့ဆိုရင်ဂါအာဆိုဂါငယ်ရေးချဂါအတန်သွားထွက်မယ်ရာအာဆိုရင်ရာမအာဆိုရင်မာအဲ့လိုပုံစံလို့မို့သူကအတရာတွေဒီအိုနဲ့ရေးမယ်ဆိုလို့ရှိရင်အလုံးကြီးတွေတစ်ချောင်းရင်အိုအဲ့တော့သူ့မှာဆိုလို့ရှိရင်အကိုဖြုတ်လိုက်ရင်လုံးကြီးတွေနဲ့တစ်ချောင်းရင်ကျန်မယ်အဲ့ဒီဟာမှာသူကပေါင်းမဲ့ဘီးကိုထည့်ဆိုတော့နားငယ်နဲ့ထည့်မယ်ဆိုလို့ရှိရင်နားငယ်လုံးကြီးတွေတစ်ချောင်းရင်နိုဆိုတဲ့အတန်ထွက်မယ်ပြီးတော့ပါစောက်နဲ့ထည့်မယ်ဆိုလို့ရှိရင်ပါစောက်လုံးကြီးတွေတစ်ချောင်းရင်ပိုပြီးတော့ခါငယ်နဲ့ထည့်မယ်ဆိုရင်ခါငယ်လုံးကြီးတင်တစ်ချောင်းရင်ကိုအဲ့တော့ခါအိုကိုခါဦးဆိုရင်ဦးဆိုလို့ရှိရင်じゃအနှစ်ချောင်းရင်ဦးဆိုပြီးရေးတယ်အဲ့တော့အကိုဖြုတ်လိုက်ရင်နှစ်ချောင်းရင်ကျန်မယ်အဲ့တော့အဲ့ဒီဟာကိုမှဘီးရထည့်ပေါင်းမယ်ဆိုတော့နားငယ်နဲ့ပေါင်းမယ်နားနဲ့ပေါင်းမယ်ဆိုရင်နားဦးဆိုရင်နူဖြစ်သွားမယ်နားနှစ်ချောင်းရင်နားငယ်နှစ်ချောင်းရင်နူအဲ့လိုပုံစံလိုမျိုးသွားတယ်နောက်တစ်မျိုးကကြတော့ရပလက်နဲ့စတဲ့တရတွေတော့ကြဘလို့စာလုံးလေးလဲဆိုရင်ယာယောယိုယူယေဘလို့မို့ရပလက်နဲ့ရေးတဲ့တရတွေဆိုလို့ရှိရင်သူကအတန်နှစ်တန်ထွက်မယ်အတန်နှစ်တန်ထွက်မယ်သူကရေးတဲ့ရေးပုံလေးနည်းကဘီးတန် plus ရပလက်တရတန်သူကအတန်နှစ်တန်ထွက်မယ်ဒီမှာဆိုလို့ရှိရင်ခါရယ်ယာရယ်ပေါင်းမယ်ဆိုလို့ရှိရင်ခါယာဆိုရင်ဂီယာဆိုပြီးတော့မှအတန်ထွက်တယ်ခါ plus ယာဂီယာအဲ့တော့ဒီမှာနောက်တစ်ခုကဂျာနဲ့ဆိုလို့ရှိရင်ဂျာယာဆိုရင်ဂျီယာဆိုပြီးတော့မှအတန်ထွက်မယ်အဲ့လိုမျိုးနှစ်တန်ပေါ့နော်ယာနဲ့ရပလက်နဲ့ရေးတဲ့တရားတွေကကြတော့နှစ်တန်ထွက်တယ်ဒီကိုရီးယားမှာဆိုလို့ရှိရင်အများဆုံးကြားဖူးတာနမဲပေါ့နော်နမဲစောကျောင်းတို့အဲ့လိုမျိုးကျောင်းဆိုပြီးရှင်ညာအတန်ထွက်တဲ့ဟာဆိုလို့ရှိရင်သူကယာနဲ့ရေးထားတဲ့တရားတွေဖြစ်တဲ့ကြောင့်မို့သူကကျောင်းဆိုပြီးရှင်ညာအတန်ထွက်သွားတာအဲ့လိုပုံစံမျိုးပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဝါနဲ့စားတဲ့တရားတွေဝါရီစားတဲ့တရားတွေဆိုတော့ဒီမှာဝဲဝီဝီဝါဝေါ်ဝဲဒီလိုမျိုးဝါနဲ့ရေးထားတဲ့တရားတွေဆိုလို့ရှိရင်သူကဘီးတန် plus ဝါဆွဲတရားတန်ဘီးတန်ကိုဘီးအတန်မှာဝါဆွဲထည့်မယ်ပြီးအနောက်ကနေတရားတန်လိုက်ပြီးတော့မှထွက်မယ်သူရဲ့ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်ဒီမှာခါနဲ့ဝါနဲ့ပေါင်းမယ်ဆိုလို့ရှိရင်ခါမှာဝါဆွဲထည့်လိုက်တော့ခါငယ်ဝါဆွဲကွအဲ့ဒါမှဝါကိုဖြုတ်ပြီးရှင်ကြတော့ဒီမှာရေးချပါတယ်ဆိုလို့ရှင်ကြတော့ဒီရေးချထည့်လိုက်တဲ့ရှင်ကြတော့ခွာဖြစ်သွားတယ်အဲ့တော့နားနဲ့တွားမယ်ဆိုလို့ရှိရင်နားငယ်
အခုမှဝါဆွဲထည့်မယ်ဆိုဝါဆွဲနွားအဲ့ဒါမှရေးရှာထည့်လိုက်တော့နွားဆိုပြီးဖြစ်သွားတယ်အဲ့ဒါမှဒီဝီနဲ့သွားမယ်ဆိုရင်ဝါလုံးကြီးတင်စံခဝီအဲ့ဒါမှဂါးနဲ့တွဲမယ်ဆိုရင်ဂါးရဲ့အောက်မှာဝါဆွဲထည့်တော့ဂါးငယ်ဝါဆွဲခွာဆောနာကဝီမှာကျတော့ဝါလုံးကြီးတင်စံခတ်ဆိုဝါကိုဖြုတ်လိုက်မယ်ဆိုလို့ရှိရင်လုံးကြီးတင်စံခတ်ကြံမယ်အဲ့လုံးကြီးတင်စံခတ်ကခွာမှာသွားပြီးမှထပ်လိုက်မယ်ဆိုလို့ရှိရင်ဂါးငယ်ဝါဆွဲလုံးကြီးတင်စံခတ်ခွီဆိုပြီးတော့မှဖြစ်သွားတယ်သူရဲ့အတန်ထွက်ပုံထွက်နေပါနော်အဲ့ဒါမှချင်းချက်စကလုံးလေးရှိတယ်ချင်းချက်စကလုံးတွေကသူကဒီနာရဲ့မဘာစအဖဒီစာလုံး6လုံးနဲ့ရပ်လက်တရနဲ့တွေ့တယ်ဆိုလို့ရှိရင်တဲ့အတန်တန်တာထွက်ရပါမယ်တဲ့အစောကပြောခဲ့တယ်ရပ်လက်တရနဲ့ဒီရပ်လက်တရကိုသုံးမယ်ဆိုလို့ရှိရင်အတန်2တန်ထွက်တယ်လို့ပြောခဲ့တယ်အဲ့ဒါမှချင်းချက်စကလုံးအနေနဲ့ဒီ6လုံးနဲ့ရပ်လက်တရနဲ့တွေ့လို့ရှိရင်လည်းပဲအတန်တန်နဲ့ထွက်တယ်အဲ့ဒါကမှ तू ကစာလုံးတွေပြောင်းသွားတယ်ဒီမှာ neon ဆိုလို့ရှိရင်သူ့ရဲ့မူလအတန်ကနားငယ်အတန်ဒါပေမဲ့ရပ်လက်တရနဲ့တွေ့ရဆိုလို့ရှိရင်ညအတန်ပြောင်းပြီးထွက်ရမယ်အဲ့တော့ neon နဲ့ယာနဲ့တွဲပြီးရေးမယ်ဆိုလို့ရှိရင်နားငယ်နဲ့မရေးဘဲနဲ့ညနဲ့တွဲမယ်ယာမှာဆိုရင်ရပ်လက်ရေးရှာယာဖြစ်တဲ့ကြောင့်မို့ရေးရှာယူလိုက်တော့ညရေးရှာညာဆိုပြီးတော့မှအတန်ထွက်တယ်ဒီမမှာဆိုလို့ရှိရင်သူကဒီမမှာဆိုလို့ရှိရင်လည်းတူပဲမနဲ့ယာနဲ့တွဲမယ်ဆိုလို့ရှိရင်မယာပေရေးရှာမြာဆိုတဲ့အတန်ထွက်တယ်ဘာမှာဆိုလို့ရှိရင်လည်းတူပဲဘာနဲ့ရောနဲ့တွဲမယ်ဘာနဲ့ရောနဲ့တွဲမယ်ဆိုရင်ရောမှာဆိုရင်သူရောစာလုံးပေါင်းကတဝေထိုးရပ်လက်ရေးရှာရောအဲ့တော့သူကိုရပ်လက်ကိုဖြုတ်လိုက်တော့တဝေထိုးနဲ့ရေးရှာနဲ့ကြံတယ်အဲ့နေရာမှာဗျာကိုထည့်ပြီးတော့မပေါင်းလိုက်မယ်ဆိုတော့တဝေထိုးဘာတခြားရပင်းရေးရှာရောဆိုတဲ့အတန်ထွက်တယ်ခါအာယာနာအာနာသာအာသာလာအာလာမအာမဘာအာဘာစာအာစာအာဇာအာဇာချအာချခအာခထအာထဖအာဖဟအာဟကအာကတာအာတာပါအာပါစာအာစာဂျာအာဂျာခါယာကျာနာယာညာတာယာတျာရာယာရျာမာယာမြဘာယာဗျာစာယာရှာအာယာယာဂျာယာဂျာချာယာချာခါယာခါထာယာထဖာယာဖျာဟာယာဟျာကာယာကျာတာယာတျာပါယာပြ
啪啪，加呀加加，卡哦可可，那哦 no no，他哦多多，他哦罗罗，妈哦么么，爸哦婆婆，sa哦嗦嗦，啊哦哦哦，加哦就就，恰哦错错，卡哦可可，他哦婆婆，他哦婆婆，他哦婆婆，嘎哦个个，大哦多多，爸哦啵啵，sa哦嗦嗦，加哦就就，那有有，那有牛牛，大有丢丢，那有六六，妈有牛牛，爸有飘飘，sa有小小，啊有有，加有九，差有球，卡有球，他有跳，他有飘，他有跳，嘎有叫，大有丢，爸有表，sa有小，炸有就。